လိုက်လိုက်လဲဂုဏ်ပြုပါကြောင်းဥစွာပြောကြားလိုပါတယ်ဆာဗီယန်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ဟာကာလရှည်ကြာစွာကပင်ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံများဖြစ်ကြပါတယ်ယင်းဒီကဘာကြီးကရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖြေရှင်းမှုအဆွေတော်ဦးစီးဦးရပြုတဲ့ထွေထွေညီလာခံကြီးကစဉ်းစားဆွေးနွေးဆောင်ရွက်သွားလျက်ရှိပါတယ်အဆွေတော်ရဲ့ဉာဏ်ပညာကျင့်မှုအတွေ့အကြုံကြွယ်ဝမှုတာမန်ရေးရလိမ္မာပန်းမှုတွေကြောင့်ကျွန်တော်တို့ရဲ့ဒီလိုဆွေးနွေးမှုတွေဟာမြုံမှန်းတဲ့ရလဒ်များပေါ်ထွက်လာမယ်လို့အလေးနဲ့ယုံကြည်ပါတယ်အလားတူပဲ66ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံကြီးရဲ့တဘာပတိအဖြစ်အဆွေတော်ရဲ့ရှေ့ကဆောင်ရွက်ခဲ့တဲ့မစ္စတာနာဇီအယ်နာဆာကိုလည်းပြောင်မြောက်စွာခေါင်းဆောင်မှုပေးနိုင်ခြင်းအတွက်တန်ဖိုးထားကျေးဇူးတင်ရှိပါကြောင်းဥစွာပြောကြားလိုပါတယ်တဘာပတိခင်ဗျာမြန်မာနိုင်ငံလွတ်လပ်ရေးတက်ကြတဲ့နိုင်ငံသားကြီးမူဝါဒကိုစဉ်ဆက်မပြတ်ကျင့်သုံးလာခဲ့ပါတယ်ဒီနိုင်ငံသားကြီးမူဝါဒရဲ့အခြေခံမူကြီးများထဲမှာနိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကိုထိန်းသိမ်းရေးအတွက်တက်ကြွစွာဆောင်ရွက်သွားရန်ပြဋ္ဌာန်းထားပါတယ်ဒီလိုထိန်းသိမ်းရမှာနိုင်ငံများအကြားပေါ်ပေါက်နေရှိတဲ့သဘောထားကွဲလွဲမှုများကိုငြိမ်းချမ်းစွာဖြေရှင်းရေးကိုအားပေးအမြောင်ပြည့်သွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရင်းရပ်တည်ချက်သဘောထားယခုထွေထွေညီလာခံကြီးအတွင်းအဆင့်မြင့်ပုဂ္ဂိုလ်များဆွေးနွေးမှုများအတွက်အဆွေတော်မှအဆွေပြုချမှတ်ခဲ့တဲ့ဘာသာရပ်ခေါင်းစဉ်ဖြစ်တဲ့နိုင်ငံတကာအငြင်းပွားမှုများနဲ့အရေးအခင်းများကိုငြိမ်းချမ်းသောနည်းလမ်းဖြင့်ညှိနှိုင်းသွားရန်သို့မဟုတ်ဖြည့်ရှင်းသွားရန်ဆိုတဲ့ခေါင်းစဉ်ရဲ့အနှစ်သာရနဲ့ကိုက်ညီမှုရှိကြောင်းတွေ့ရှိရပါတယ်။တဘာပတိကြီးခင်ဗျာယခုနှစ်ဇွန်လအတွင်းမှာပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂရဲ့ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Rio Plus 20အစည်းအဝေးရလဒ်နဲ့ပတ်သက်ပြီးသဘောထားနဲ့သုံးသပ်မှုတွေအမျိုးမျိုးပေါ်ထွက်ခဲ့ပါတယ်။ယင်းအစည်းအဝေးကြီးမှာရခိုင်ဂရိဝေများကိုထပ်လောင်းအတည်ပြုနိုင်ခဲ့ခြင်းရေရှည်တည်ရမယ့်ဖွံ့ဖြိုးတိုးတက်ရည်မှန်းချက်များကိုဖော်ထုတ်လျက်ထောင်စုနဲ့ရည်မှန်းချက်များနဲ့ဆက်ဆံနိုင်ခြင်းရေရှည်တည်ရမယ့်စွမ်းရည်ဆိုင်ရာဂရိဝေများရရှိခဲ့ခြင်းရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတကာလှုပ်ဆောင်ချက်များကိုညှိနှိုင်းဖော်ထုတ်နိုင်မယ့်အစီအမံများချမှတ်နိုင်ခြင်းစတဲ့အရေးပါတဲ့ဆုံးဖြတ်ချက်များကိုချမှတ်နိုင်ခဲ့ပါတယ်။အဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ရင်းဆုံးဖြတ်ချက်များပါဂရိဝေတွေကိုလက်တွေ့ဆောင်ရွက်ချက်များအဖြစ်ပြောင်းလဲဆောင်ရွက်သွားရန်လိုအပ်ပါတယ်။ဒါမှလည်းကျွန်တော်တို့ရဲ့နောင်လာမယ့်သားစဉ်မျိုးဆက်များအတွက်ဘေးကင်းပြီးရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိနိုင်တဲ့ပတ်ဝန်းကျင်ကောင်းတစ်ခုကိုလက်ဆင့်ကမ်းနိုင်မှာဖြစ်ပါတယ်။ဘာဝတည်းခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ကုလသမဂ္ဂတည်ထောင်စဉ်ကတည်းကထားရှိခဲ့တဲ့အခြေခံမူများကိုဖော်ဆောင်ရမှာတက်ကြွတဲ့ခြေလှမ်းများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဒီညီလာခံကြီးမှာပါဝင်တက်ရောက်လာခြင်းဖြစ်ပါတယ်။ယနေ့အချိန်မှာကမ္ဘာကြီးမှာအခွင့်အလမ်းသစ်တွေပေါ်ပေါက်နေသလိုစိန်ခေါ်မှုများနဲ့လည်းကြုံတွေ့နေရပါတယ်။မြို့ပြတည်ဆောက်မှုတွေစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွေဟာဖွံ့ဖြိုးဆဲနိုင်ငံတွေမှာမမိုင်းတင်လောက်တဲ့နှုန်းထားနဲ့ဖြစ်ပေါ်တိုးတက်နေပါတယ်။ဆော့ဒရီနည်းပညာဖွံ့ဖြိုးတိုးတက်မှုဟာလည်းကမ္ဘာမျိုးကိုပုံမသိငယ်စေအောင်ထင်ရပါတယ်။တစ်ချိန်တည်းမှာဆိုသလိုသဘောပတ်ဝန်းကျင်ဟာလည်းမကြုံဘူးတဲ့ချင်းချောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ခြုံငုံပြီးပြောရရင်ကမ္ဘာကြီးဟာရခိုင်ကာလများမှာမရှိခဲ့တဲ့နှုံးနဲ့ပုံမလင်းမြန်စွာပြောင်းလဲလျက်ရှိနေပါတယ်။ယခုကျင်းပတဲ့ညီလာခံကြီးမှာ2015ခုနှစ်အလုံးဖွံ့ဖြိုးတိုးတက်ရာရချက်များဖော်ထုတ်ရေးတရားဥပဒေစိုးမိုးရေးစတဲ့ကိစ္စရပ်များကိုအလေးထားဆွေးနွေးဆောင်ရွက်ခြင်းဟာအချိန်အခါနဲ့တင့်မြတ်လျော်ကန်မှုရှိကြောင်းပြောကြားလိုပါတယ်။တဘာပတိကြီးခင်ဗျာမြန်မာနိုင်ငံအနေနဲ့ဒီမိုကရေစီလမ်းကြောင်းကိုရှောက်လန်းရမှာတိုးတဲ့အောင်မြင်မှုအချို့ရရှိနေပါတယ်။ဒီအောင်မြင်မှုတွေကိုလွယ်လွယ်ကူနဲ့ရရှိတာမဟုတ်ပါဘူး။ဒါကြောင့်ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေကိုမျှဝေပြောကြားလိုပါတယ်။အခုချိန်မှာမြန်မာနိုင်ငံရဲ့ပြည်ပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်နေသလိုစိန်ခေါ်မှုအသစ်တွေနဲ့လည်းရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။တိုးတောင်းတဲ့အချိန်ကာလအတွင်းမှာမြန်မာနိုင်ငံပြည်သူများဟာအံ့အားသင့်ဖွယ်အပြောင်းအလဲများကိုဆောင်ကျဉ်နိုင်ကြပါတယ်။ကျွန်တော်အနေနဲ့ယခုလိုသမိုင်းဝင်အချိန်မှာမိဘပြည်သူများအတွက်မြန်မာနိုင်ငံသမ္မတအဖြစ်နဲ့တာဝန်များထမ်းဆောင်ပေးနေရခြင်းကိုများစွာဂုဏ်ယူမိပါတယ်။ကျွန်တော်တို့အစိုးရသစ်အနေနဲ့လွန်ခဲ့တဲ့တစ်နှစ်ခွဲခန့်ကစတင်တာဝန်ယူခဲ့တဲ့အချိန်ကနေစပြီးဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ပြုပြင်ပြောင်းလဲလုပ်ငန်းစဉ်တွေကိုလွှတ်တော်တရားရေးမှနိုင်တပ်မတော်
တိုင်းရင်းသားအင်အားစုများနိုင်ငံရေးပါတီများအရပ်ဖက်လူအဖွဲ့အစည်းများနဲ့အဓိကအဖြစ်ပြည်သူများနဲ့အတူတက်ညီလက်ညီနောက်ပြန်မလှည့်စရမ်းပုံဖော်ခဲ့ကြပါတယ်။ရခိုင်ကအာဏာ၃ရပ်ကိုတပေါင်းတည်းကျင့်သုံးခဲ့တဲ့အာဏာပိုင်အစိုးရစနစ်ကနေဒီမိုကရေစီနည်းလမ်းကျပြီးအပြန်အလှန်ထိန်းချုပ်မှုစနစ်တွေပါတဲ့နိုင်ငံရေးဖြစ်စဉ်ကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။စိန်ခေါ်မှုတွေအများအပြားရှိနေပေမဲ့လည်းဂုဏ်ယူပွဲအတက်ဖွဲ့ထင်ရှားတဲ့အောင်မြင်မှုတွေပေါ်ထွက်လာနေပြီဖြစ်ပါတယ်။အပြစ်ဒဏ်ကြောက်ခံနေရတဲ့အကျဉ်းသားများကိုလုံခြုံချမ်းသာခွင့်ပေးခြင်းပြည်ပမှာရောက်နေတဲ့မြန်မာနိုင်ငံရေးအင်အားစုများကိုတိတ်ခါရှိစွာပြန်လည်ဝင်ရောက်ခွင့်ပေးခြင်း2012ခုနှစ်ကြားပြရွေးကောက်ပွဲကိုအထူးတန်တန်ရှင်းရှင်းအောင်မြင်စွာကျင်းပပေးနိုင်ခြင်းစရုံထမှန်တိုင်းလို့ခေါ်ဆိုရမယ်သတင်းမီဒီယာအတွက်ကန့်သတ်ထားတဲ့စာပေစစ်ဆေးကိုပယ်ဖျက်ပေးခြင်းအင်တာနက်လွတ်လပ်စွာအသုံးပြုခွင့်ပေးခြင်းအလုပ်သမားနဲ့အလုပ်ရှင်အသင်းအဖွဲ့များဖွဲ့စည်းတည်ထောင်ခွင့်နဲ့ပြည်သူများနိုင်ငံရေးမှာလွတ်လပ်စွာပါဝင်ခွင့်ပေးခြင်းစတဲ့ဆောင်ရွက်ချက်များကိုဖော်ဆောင်နိုင်ခဲ့ပါတယ်လက်ရှိရောက်ရှိနေတဲ့နိုင်ငံရေးဖြစ်စဉ်ဟာဆိုရင်မတူညီသောနိုင်ငံရေးအင်အားစုများပုံမပါဝင်လာပြီးရင်းတို့ကြားစိတ်ရှည်သိခံနိုင်စွမ်းသဘောထားကြီးနိုင်စွမ်းမြင့်မားလာမှုနိုင်ငံရေးမှာပါဝင်လှုပ်ဆောင်နိုင်တဲ့နယ်ပယ်ချက်ထွင်နိုင်မှုပြည်သူလူထုအများစုကိုစားတိုးမြင့်ကိုစားပြုနိုင်မှုတာဝန်ခံမှုပုံမြင့်မားလာမှုစတဲ့ဒီမိုကရေစီရဲ့အခြေခံလက္ခဏာများပုံပေါ်ထွန်းလာနေပါတယ်ကျွန်တော်တို့အစိုးရနဲ့သက်ဆိုင်သူအားလုံးအကြားနိုင်ငံရေးသိခံမှုရှိနဲ့မျက်နှာစုံကြီးဆွေးနွေးအပြေရှားခြင်းဆိုတဲ့နိုင်ငံရေးယဉ်ကျေးမှုဓလေ့သစ်ကိုစတင်ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။တဘာပတိခင်ဗျာရခိုင်ကနိုင်ငံရေးအဓိကအတိုက်ခံအင်အားစုခေါင်းဆောင်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်လည်းလွှတ်တော်ကိုယ်စားလှယ်တူအနေဖြင့်သာမကယခုအခါမှာတရားဥပဒေစိုးမိုးရေးဆိုင်ရာလွှတ်တော်ကော်မတီရဲ့ဥက္ကဋ္ဌအနေနဲ့လွှတ်တော်စင်မြင့်ကနေပါဝင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒီရသရဘအတွင်းမှာတော့သူမအနေနဲ့နယူးယောက်မြို့မှာရှိနေပါတယ်။သူမရဲ့ဒီမိုကရေစီကြိုးပမ်းမှုများအတွက်အမေရိကန်ပြည်ထောင်စုမှာဂုဏ်ပြုခံနေရတာတွေကိုလည်းမြန်မာနိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ဝမ်းမြောက်ဂုဏ်ယူပါတယ်။မြန်မာနိုင်ငံမှာနိုင်ငံရေးအရတိုးတက်ဖြစ်ထွန်းမှုဟာကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့နိုင်ငံရေးဂုဏ်သေးကိုမြင့်တင်ခြင်းဖြစ်ပါတယ်။ဒီလိုမြင့်တင်နိုင်မှုကြောင့်အခြေခံနိုင်ငံရေးတည်ငြိမ်မှုကိုတည်ဆောက်ပြီးပြည်သူများရဲ့လူနေမှုဘဝမြင့်တင်ရေးအတွက်အထူးလိုအပ်တဲ့စီးပွားရေးနဲ့လူမှုရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကိုအာမခံဆောင်ကျဉ်ပေးနိုင်မှာဖြစ်ပါတယ်။သဘာဝတည်းခင်ဗျာဥပဒေပြုရေးမှနိုင်ကိုကြည့်ရင်လွှတ်တော်အစည်းအဝေးများမှာတစ်ချိန်နဲ့တစ်ချိန်ပုံမထိရောက်စွာဆောင်ရွက်လာနိုင်ပြီးအရေးကြီးတဲ့ဥပဒေများကိုဒီမိုကရေစီနည်းကျအတည်ပြုပြဋ္ဌာန်းလာနိုင်ပြီဖြစ်ပါတယ်။ဆင်းရဲချမ်းသာကွာဟမှုကြီးမားတဲ့စီးပွားရေးဖွံ့ဖြိုးမှုစနစ်တရက်ကိုဥတည်သွားခြင်းမရှိစေရန်အမျိုးသားအကျိုးစီးပွားနဲ့ကိုက်ညီစေရန်မြန်မာနိုင်ငံသားတွေရဲ့အခွင့်အရေးဆုံးရှုံးမှုမရှိစေရန်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေရန်နိုင်ငံတကာအလုပ်သမားအခွင့်အရေးတွေနဲ့အညီရရှိစေရန်တို့အတွက်လိုအပ်တဲ့ဥပဒေများလုံထုံးလုံနည်းများပြဋ္ဌာန်းတဲ့အကာအကွယ်ပေးဆောင်ရွက်လျက်ရှိနေပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံရဲ့စွမ်းအင်ကဏ္ဍကဲ့သို့သောသဘာဝသယံဇာတတွေထုတ်ယူသုံးစွဲတဲ့ကဏ္ဍမှာပွင့်လင်းမြင်သာပြီးဗတ်လိုက်မှုကင်းတဲ့ရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင်ဆောင်ရွက်နေပါတယ်။သဘာဝတည်းခင်ဗျာစစ်မှန်တဲ့ဒီမိုကရေစီကိုတည်ဆောက်နိုင်မှုဆိုရင်လက်နက်ကိုင်ပဋိပက္ခများအားလုံးချုပ်ငြိမ်းသွားအောင်ဥစွာဆောင်ရွက်ဖို့လိုအပ်တယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ပြည်တွင်းမှာရေရှည်တည်တဲ့ငြိမ်းချမ်းရေးတရားရရှိနိုင်ဖို့ကိုလည်းကျွန်တော်တို့အလေးထားဆောင်ရွက်နေပါတယ်။တိုင်းရင်းသားဒေသတွေမှာနှစ်ပေါင်းများစွာအခက်အခဲအကျပ်တဲတွေနဲ့ရင်ဆိုင်ခဲ့ရတာကိုအဆုံးသတ်နိုင်မှုစစ်ပွဲများမှသည်ငြိမ်းချမ်းရေးစီသို့ From War to Peace ဆိုတဲ့ကျွန်တော်တို့ရဲ့ဆောင်မုန်းနဲ့ညီကြိုးပမ်းဆောင်ရွက်နေပါတယ်။ယခုအခါမှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း10ဖွဲ့နဲ့အပြစ်ခတ်ရစဲရေးသဘောတူညီချက်များရရှိပြီးဖြစ်ပါတယ်။နှစ်ဖက်အပြန်အလှန်ယုံကြည်မှုတွေကိုကြိုးပမ်းတည်ဆောက်လျက်နှစ်ဖက်ဆွေးနွေးပွဲတွေကိုဆက်လက်ပြုလုပ်သွားမှာဖြစ်ပါတယ်။အမျိုးသားအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆက်လက်ပြုလုပ်သွားပြီးတိုက်ခိုက်မှုတွေလုံးဝအဆုံးသတ်စေမယ့်အပြည့်အသဘောတူညီမှုရအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကိုကုစားနိုင်မှုအတွက်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီခေါင်းဆောင်များနဲ့ကချင်တိုင်းရင်းသားလက်နက်ကိုင်တို့အကြားအလို့သဘောငြိမ်းချမ်းရေးဆွေးနွေးမှုများယုံကြည်မှုများတည်ဆောက်မှုများဆောင်ရွက်နေပါတယ်။လက်နက်ကိုင်ပြိပခါကြောင့်မြည်သည့်ဘက်ကဖြစ်စေအသက်နဲ့အိုးအိမ်ပစ္စည်းဆုံးရှုံးမှုရှိရင်မြန်မာနိုင်ငံအတွက်ဆုံးရှုံးခြင်းပဲဖြစ်တယ်လို့ခံယူထားပါတယ်။တဘာပတိခင်ဗျာအထက်မှာပြောကြားခဲ့တဲ့အတိုင်း
ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးပြည်ပြင်ပြောင်းလဲမှုတွေကိုမမိတ်မသုံးလှုပ်ဆောင်နေချိန်မှာပဲညွန်နေမထားခဲ့တဲ့အခက်အခဲတချို့လည်းပေါ်ပေါက်ခဲ့ပါတယ်ဥပမာဖြင့်ရခိုင်ပြည်နယ်မှာပေါ်ပေါက်ခဲ့တဲ့ကိစ္စဖြစ်ပါတယ်ဒီကိစ္စနဲ့ဆက်လင်းလို့ပထမဆုံးပြောလိုတဲ့အချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာနေထိုင်ကြတဲ့ပြည်သူအလုံးလူမျိုးမျိုးဘာသာမျိုးကြားမှမခွဲပဲငြိမ်းငြိမ်းချမ်းချမ်းနဲ့လုံလုံခြုံခြုံနေထိုင်တဲ့အခွင့်အရေးရှိတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီကိစ္စနဲ့ဆက်လင်းလို့လည်းဘယ်လိုက်မှုကင်းမှုအာမခံချက်ပေးထားတဲ့လွတ်လပ်တဲ့အမျိုးသားအဆင့်စုံစမ်းရေးကော်မရှင်တရားကိုကဏ္ဍနယ်ပယ်အသီးသီးနဲ့ဟိန္ဒူမွတ်စလင်ဗုဒ္ဓဘာသာခရစ်ယာန်ဘာသာပေါင်းစုံမှာပြည်သူများလေးစားတဲ့ပုဂ္ဂိုလ်များနဲ့ဖွဲ့စည်းပေးပြီးဖြစ်ပါတယ်ဆောင်ရွက်တဲ့အကြံပြုချက်တွေကိုလည်းဒီကော်မတီအနေနဲ့ကျွန်တော်စီကိုတင်ပြလာမှာဖြစ်ပါတယ်ဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ဆက်လင်းလို့ထင်သာမြင်သာရှိစေရန်မိမိတို့အနေနဲ့အလေးထားဆောင်ရွက်နေကြောင်းသိရှိကြစေရန်အစ္စလာမ်ပူးပေါင်းရေးဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စားလှယ်အဖွဲ့နဲ့အာဆီယံကုလသမဂ္ဂအမေရိကန်ပြည်ထောင်စုနိုင်ငံတကာတန်တမာများစတဲ့ကိုယ်စားလှယ်အဖွဲ့များကိုရခိုင်ပြည်နယ်ကိုမျက်မြင်ကိုယ်တွေ့တွားရောက်လေ့လာဖို့စီစဉ်ပေးခဲ့ပါတယ်။ကိုကြီးထောက်ပံ့လိုတဲ့အဖွဲ့များကိုလည်း၎င်းတို့အနေနဲ့အတိုင်ဝမ်နှစ်ခုစလုံးကိုခွဲခြားမှုမရှိဘဲအကူအညီပေးမယ်ဆိုလို့ရှိရင်ကူညီထောက်ပံ့နိုင်အောင်ဆောင်ရွက်ပေးထားပါတယ်။ဖြစ်ပေါ်ခဲ့တဲ့ကိစ္စနေချင်းညချင်းအဖြေရှာနိုင်တဲ့ကိစ္စမျိုးမဟုတ်ပါဘူး။မိမိတို့အစိုးရအနေနဲ့ရေလိုရေရှည်စီမံချက်များချမှတ်ပြီးနိုင်ငံရေးစီးပွားရေးလူမှုရေးရှုထောင့်ပေါင်းစုံကချင်းကပ်ဖြည့်ရှင်းသွားမှာဖြစ်ပါတယ်။လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်တဲ့နိုင်ငံတော်နိုင်ငံအနေနဲ့မိမိနယ်စပ်မြင်းတွေလုံခြုံမှုဆောင်ရွက်ခွင့်နိုင်ငံအချုပ်အခြာအာဏာကိုကာကွယ်ပိုင်ခွင့်နဲ့ကာကွယ်နိုင်ခွင့်ရှိတယ်လို့လည်းကျွန်တော်တို့အနေနဲ့ရိုးသားစွာယုံကြည်ပါတယ်။ဒီကိစ္စကိုအပြည်ပြည်ဆိုင်ရာစံနှုန်းကျင့်ထုံးများနဲ့ကိုက်ညီအောင်အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်။တဘာပတိကြီးခင်ဗျာမြန်မာနိုင်ငံဒီမိုကရေစီပြည်ပြင်ပြောင်းလဲလုပ်ငန်းစဉ်ဟာအလွန်နဲ့ခက်ခဲပြီးစိတ်ရှည်ဖို့လိုအပ်တယ်ဆိုတာကျွန်တော်ကောင်းစွာသတိပြုမိပါတယ်။တစ်ချိန်တည်းမှာပဲကုလသမဂ္ဂနဲ့အဖွဲ့ဝင်နိုင်ငံများနိုင်ငံတကာအတိုင်းအဝန်တရားလုံးအနေနဲ့မြန်မာပြည်သူများရဲ့ဒီလုပ်ငန်းစဉ်ကိုနားလည်ထောက်ခံမှုနဲ့အကူအညီများပေးဖို့လိုအပ်ပါတယ်။မြန်မာနိုင်ငံကိုချင်းကပ်နည်းအသစ်တွေနဲ့ရှုမြင်ချင်းကပ်ဖို့လည်းလိုအပ်ပါတယ်။ဒါအပြင်ပုံမလုံတာကိုင်းတာရှိတဲ့ပတ်ဝန်းကျင်တစ်ခုကိုဝိုင်းဝန်းဖန်တီးပေးဖို့လည်းလိုအပ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ပြင်ပအကူအညီများပေါ်တတ်မိခိုရပ်တည်ခြင်းတဲ့မိဖက်နိုင်ငံတနိုင်ငံအနေနဲ့ပူးပေါင်းလက်တွဲဆောင်ရွက်ဖို့ဆန္ဒရှိပါတယ်။တဘာပတိကြီးခင်ဗျာမြန်မာနိုင်ငံယခုဆိုရင်ခေတ်သစ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကမ္ဘာကုလသမဂ္ဂမိသားစုဝင်နိုင်ငံအဖြစ်ကဏ္ဍပေါင်းစုံမှာပုံပုံကျပြန့်နှက်ဆိုင်စွာပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ကမ္ဘာနိုင်ငံများအလယ်မှာတာဝန်သိတဲ့ဂုဏ်သိရှိတဲ့နိုင်ငံတစ်ခုဖြစ်ရပ်တည်ရင်21ရာစုရဲ့စိန်ခေါ်မှုများကိုကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းသွားမယ်ဖြစ်ကြောင်းပြောကြားလိုပါတယ်။လက်ရှိကမ္ဘာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်မစ္စတာဘန်ကီမွန်းအနေနဲ့ဒုတိယကြိမ်အထွေထွေအတွင်းမှုချုပ်ဖြစ်ရွေးချယ်ခံရခြင်းဖြစ်တဲ့အပြင်၎င်းရဲ့အောင်မြင်တဲ့လှုပ်ဆောင်မှုများအတွက်လည်းဂုဏ်ယူပါကြောင်းပြောကြားလိုပါတယ်။တမန်တော်ကြီးခင်ဗျာကျွန်တော်ရဲ့မိန့်ခွန်းကိုအဆုံးမသတ်ခင်မှာအရေးကြီးတဲ့အကြောင်းအရာတစ်ရပ်ကိုပြောကြားခွင့်ပြုစေလိုပါတယ်။အဲ့ဒါကတော့ကုလသမဂ္ဂရဲ့တတိယမြောက်အတွင်းမှုဖြစ်ထောက်ဆောင်ခဲ့တဲ့မြန်မာသားကောင်းဥတန့်အကြောင်းပဲဖြစ်ပါတယ်။ဥတန့်အနေနဲ့အဲ့ဒီတုန်းကပဲတခုတည်းသောကဘာဟိုတဲ့အမြင်ကြိုတင်ရှိထားပြီးဖြစ်ပါတယ်။ဥတန့်အနေနဲ့ဒီကဘာကြီးကိုငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်နိုင်ပြီးမတူကွဲပြားခြားနားမှုများရှိနေတော့လဲဘေးကင်းလုံခြုံတဲ့ကဘာကြီးဖြစ်မျှော်မှန်းထားပါတယ်။ဒါအပြင်ကဘာပြည်သူအလုံးဟာကိုချင်းစာတရားနားလည်မှုပူးပေါင်းဆောင်ရွက်မှုတိခံခွင့်လွှတ်မှုတို့ကိုလိုက်နာကျင့်သုံးနိုင်ကြမယ်လို့လည်းဥတီမျှော်မှန်းထားပါတယ်။ဒီမျှော်မြင်မြလိုက်နာကျင့်သုံးနိုင်မယ်ဆိုရင်ပုံပုံငြိမ်းချမ်းပြီးတာယာဝါပြောတဲ့ကဘာကြီးဖြစ်သူပုံမလင်းများစွာရောက်ရှိနိုင်မယ်လို့ယုံကြည်မိပါတယ်။ကျွန်တော်အနေနဲ့မြန်မာပြည်သူများအနေနဲ့ဥတန့်ရဆောင်ရွက်ချက်တွေကိုအောင်မြင်မှုတွေကိုဘယ်တော့မှမေ့ပြောင်းမှာမဟုတ်ပဲအစင်ထာဝရချီးကျူးဂုဏ်ယူနေမှာဖြစ်ကြောင်းပြောကြရင်ညီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် En nombre de la Asamblea General, agradezco al presidente de la República de la Unión de Myanmar la declaración que acaba de formular. Ruego a los representantes que permanezcan sentados mientras acompañamos al presidente.